ပတ်ဝန်းကျင်ကလူတွေကကိုယ့်ဘဝကိုဘယ်လောက်တောင်ပုံဖော်ပေးနေလဲဆိုတာသိချတွေးကြည့်ဘူးကြလားဒီနေ့တော့လေကျွန်တော်တို့ရဲ့လူမှုဆက်ဆံရေးတွေကိုပိတ်ထုခတွေရောက်လို့ဘယ်လိုစနစ်တကျတည်ဆောက်မလဲဆိုတာကိုလေ့လာကြည့်ကြရအောင် ဒီမေကွန်းကတော်တော်လေးအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့လေကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေဆိုတာကကိုယ့်ရဲ့ပြောရှင်မှုကိုတိစောက်ပေးနိုင်တယ်လို့ပဲဒီခါလေးမှာပြန်ပြီးလို့ဖြည့်ဆည်းပေးနိုင်လို့ပါပဲ အဲ့ဒါကြောင့်လူသားဆက်ဆံရေးတည်ဆောက်ပုံဆိုတဲ့ဒီမူပေါင်းကိုတည်တည်ချာချာနားလည်ထားဖို့လိုပါတယ်အဲ့ဒါကမှပိုပြီးပျော်ရွှင်ကြမ်းမာတဲ့လူမှုဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်အဓိကတော့ချက်ထွေးလာမှာပါကဲဟုတ်ပြီအခုကျွန်တော်တို့ရဲ့လူမှုဘဝရဲ့အုံမစ်လို့ပြောလို့ရတဲ့အရင်နည်းဆိုဆက်ဆံရေးတွေကြောင့်စပြီးပြောကြည့်ကြရအောင်မိသားစုဆိုတာကျွန်တော်တို့ညပထမဆုံးဆရာတွေပေါ့ဟုတ်တယ်မလားသူတို့စီကနေပဲအချစ်ဆိုတာဘာလဲပฏิပက္ခဆိုတာဘာလဲဒီလိုအရာအနှုံးကိုကျွန်တော်တို့သင်ယူခဲ့ကြရတာလေဒီမှာပြချတယ်လို့ပဲမိသားစုဆိုတာကဓာတ်သွားနှဖက်လို့ပါပဲတစ်ဖက်မှာကိုယ့်ကိုအားရင်နေပေးနိုင်တယ်လို့မျိုးနောက်တစ်ဖက်မှာကျတော့လည်းနာကျင်စေနိုင်ပြန်ရောမိသားစုပြီးရင်တော့ကျွန်တော်တို့ရဲ့ဘဝစက္ကွန်ပေါ်ကိုနောက်ထပ်အရေးကြီးတဲ့စက္ကွန်တွေဝင်လာပြန်ပါတယ်အဲ့ဒါကတော့ဘယ်သူတွေဖြစ်မလဲဟုတ်ပါတယ်အချစ်ရေးလက်တွဲဖော်တွေပါပဲကောင်းမွန်တဲ့အချစ်ရေးတစ်ခုကလည်းလူတစ်ယောက်ကိုပိုကောင်းတဲ့ထက်ကောင်းလာအောင်ဖြိုးတောင်ပေးနိုင်ပါတယ်ဒါပေမဲ့မကောင်းတဲ့အချစ်ရေးကတော့အိမ်မက်တွေကိုတောင်ဖြစ်စည်းပေးနိုင်တဲ့အထိစွမ်းပါတယ်ကဲအခုကျွန်တော်တို့ရဲ့ဘဝထဲကိုကိုယ်တိုင်ရွေးချယ်ပြီးဖိတ်ခေါ်ထားတဲ့လူတွေအကြောင်းပြောကြအောင်သူတို့ကတော့ဘယ်သူတွေဖြစ်မလဲမိတ်ဆွေတွေနဲ့ဆရာသမားတွေပေါ့မိတ်ဆွေဆိုတာကိုယ်တိုင်ရွေးချယ်ထားတဲ့မိသားစုတစ်ခုလိုပါပဲသူတို့ကကျွန်တော်တို့အာမင်တဲ့အခါအတူတူပျော်ရွှင်ပေးကြတယ်ကြာရှုံးသွားတဲ့အခါမှာလည်းဘေးကနေအားပေးတတ်ကြတယ်ခေါင်းမွန်တဲ့တငယ်ချင်းတွေလာဘဝကိုပို့ပြီးတော့အယောက်တွေစုံလင်စေပါတယ်ဒါပေမဲ့အစိတ်အတောက်ဖြစ်စေတဲ့တငယ်ချင်းတွေကြတော့စိတ်ကိုတော်တော်လေးဒုက္ခပြီးနိုင်ပါတယ်ကျွန်တော်တို့အားလုံးမှာကိုယ့်ကိုလက်မှန်ပြပေးခဲ့တဲ့ဆရာတယောက်လောက်တော့ရှိဘူးကြမှာပါသူတို့ရဲ့အကြံဉာဏ်ကောင်းတွေကကျွန်တော်တို့ရဲ့ဘဝလမ်းကြောင်းတစ်ခုလုံးကိုတော့ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်ကောင်းမွန်တဲ့လမ်းညွှန်မှုကအောင်မြင်မှုစီကိုတွန်းဖို့ဖြစ်နိုင်တယ်လေဒါပေမဲ့လမ်းညွှန်မှုတာမရှိဘူးဆိုရင်တော့လမ်းပြောင်းနေတယ်လို့မျိုးခံစားရနိုင်ပါတယ်ကဲရင်းနှီးတဲ့ဆက်ဆံရေးတွေအကြောင်းပြောပြီးပြီဆိုတော့အခုလူအဖွဲ့အစည်းနဲ့အလုပ်ခွင်မှာရှိတဲ့ပိုပြီးကျေပြန့်တဲ့ဆက်ဆံရေးတွေအကြောင်းကိုလည်းလေ့လာကြည့်လိုက်ကြရအောင်ဒီအပိုင်းမှာတော့လုပ်ငန်းခွင်လူမှုအတိုင်းအဝိုင်းအသည့်အကျွမ်းပြီးတော့ online ဆက်ဆံရေးတွေအကြောင်းကိုဆွေးနွေးသွားကြမှာပါစဉ်းစားကြည့်လေအလုပ်မှာအားပေးကူညီတတ်တဲ့လုပ်ဖို့ကိုင်ဖက်တွေရှိနေရင်အလုပ်သွားရတာပျော်စရာကြီးပေါ့ဒါပေမဲ့အစိတ်အတော့ဖြစ်စေတဲ့လုပ်ဖို့ကိုင်ဖက်တွေသာရှိနေမယ်ဆိုရင်တော့အလုပ်ကနေချက်ချင်းထွက်ချင်စိတ်ပေါက်လာနိုင်ပါတယ်လူမှုအတိုင်းဝိုင်းထဲမှာပါဝင်ဆက်ဆံခြင်းကကျွန်တော်တို့ကိုငါတယောက်တည်းမဟုတ်ပါလားဆိုတဲ့ခန်းစားချက်မျိုးကိုပေးစွမ်းနိုင်ပါတယ်အသည့်အကျွမ်းတွေကနေသဆင့်အခွင့်အလမ်းအသည့်သည့်ရလာနိုင်တာတော့မှန်ပါတယ်ဒါပေမဲ့သူတို့ကတော့ကိုယ့်ရဲ့အခင်းဆုံးတငယ်ချင်းတွေဖြစ်လာမှာမဟုတ်ဘူးပေါ့ဗျာအွန်လိုင်းမှာတငယ်ချင်းတွေအများကြီးရှိတာကတကယ်လက်တွေးဘဝမှာအထီးကျန်နေတာကိုဖုံးကွယ်ချတာများဖြစ်နေမလားဆိုတာကတော့တကယ်စဉ်းစားစရာပဲနော်ကဲဒီနေ့ကျွန်တော်တို့အတူတူလေ့လာခဲ့ကြတာတွေကနေဘာသင်ခန်းစာတွေရလိုက်လဲဆိုတာကိုပြန်ပြီးခြုံငုံသုံးသပ်ကြည့်ကြရအောင်အဓိကပြောချင်တဲ့အဆိုပြုချက်ကိုရှင်းရှင်းလင်းလင်းနဲ့ကိုတူတူတူပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေရဲ့အရေးအသွင်းဟာအဲ့ဒီဆက်ဆံရေးတွေကိုဘယ်လိုစီမံခန့်ခွဲတယ်လဲဆိုတဲ့အပေါ်မှာပဲအဓိကမူတည်နေပါတယ်ဒီတော့ဒီနေ့ကစပြီးကိုယ့်ရဲ့လူမှုဘဝကိုဘေးဒုက္ခတယောက်လို့စနစ်တကျဒီဆောင်လိုက်ကြရအောင်ဘာလို့လဲဆိုတော့ပျော်ရွှင်မှုဆိုတာကကိုယ့်ရဲ့လက်ထဲမှာပဲရှိနေတာမဟုတ်လား